TV network လက်မှမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုတွေမှာ network H အကြောင်းကို transform လုပ်တဲ့ SD1 နဲ့ cloud security စာစီအကြောင်းတွေကိုပြောခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ WAN က smart ဖြစ်သွားပြီ security ကလည်း cloud solution မှာအခြေခံပြီးတော့ပုံမှန်ထက် intelligent ဖြစ်သွားပြီဒါပေမဲ့ကျွန်တော်တို့နေတိုင်းအလုပ်လုပ်နေတဲ့ရုံးခန်းတွေကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ campus တွေက local area network LAN အောင်အဲ့တော့လွန်ခဲ့တဲ့10စုနှစ်ကျော်လောက်ကနီးပညာပိုင်းအတိုင်းကျွန်တော်ကြံရခဲ့ပြီလားပေါ့အဲ့ imagine လုပ်ကြည့်ပါပြီးခဲ့တဲ့စာစီဗီဒီယိုမှာ analogy ဥပဒေအရဒီမြန်နှုန်းမြင့်တွားလို့ရတဲ့ကားလမ်းမကြီးတနည်းအားဖြင့်ကျွန်တော်တို့ SD1 လမ်းမပေါ်မှာမောင်းလာပြီးကမှကိုယ့်အိမ်ရှိလမ်းကြားလမ်းရောက်တော့မှလမ်းအချင်းပြီးတော့ကျွန်တော်တို့ပိတ်မိနေလို့ဖြစ်မနေဘူးလားအဲ့တော့ဒီနေ့ဗီဒီယိုမှာ traditional network ကနေပြီးတော့ကျွန်တော်တို့ software defined LAN SD LAN ကိုကူးပြောင်းခြင်းကဘာကြောင့်လိုအပ်တာလဲ market ထဲမှာပြီးတော့ဒီဘယ် vendor တွေကဒီဘယ် solution တွေနဲ့ပေးနေလဲဆိုတာကိုမျှဝေပေးသွားပါမယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ SDN software defined network ရဲ့ core concept ကိုပြန်ပြီးတော့ကျွန်တော်တို့recap လုပ်ကြည့်အောင်เนาะအဲ့တော့ဒီ legacy network တွေထဲမှာ device အလုံး100ရှိရင်အလုံး100လုံးကိုကျွန်တော် CLI ကနေလိုက်ပြီးတော့ကျွန်တော် box by box management လုပ်ရတယ် configure လုပ်ရတယ်အဲ့တော့အချိန်ကုန်တယ်လူက manual လုပ်ရတဲ့အတွက်မှားရတယ်မှားဖို့များတယ်ပေါ့နော် SDN မှာဆိုရင်ကျွန်တော်တို့ကအုံနောက်နဲ့တူတဲ့ဒီ control plane ကိုအရင် legacy hardware တွေကနေပြီးတော့ဆွဲထုတ်ပြီးတော့ centralized controller component တစ်ခုအနေနဲ့ခွဲထုတ်လိုက်တယ်ပေါ့နော်အဲ့တော့ကြံခဲ့တဲ့ IO hardware component ကကျွန်တော်တို့ packet forwarding ပဲလုပ်တော့တယ် control plane ရဲ့ intelligent process တွေအားလုံးကိုကျွန်တော် controller component ကနေပြီးတော့ကင်တွယ်ထိန်းချုပ်ရတယ်ဆိုတဲ့သဘောပေါ့အဲ့တော့ဒီသဘောတရားကို campus network ထဲတည်လာတဲ့ဒီတည်လာတာက SD-LAN မှာပဲအဲ့တော့နောက်တစ်ခုကအခုမှစတင်လေ့လာတဲ့သူတွေအနေနဲ့ software defined networking မှာအခြေခံကြတဲ့အခေါ်အဝေါ် terms တွေဖြစ်တဲ့ underlay နဲ့ overlay ကိုရင်းနှီးနှီးနားလည်ပြီးတော့꿰ပြဖို့လိုပါတယ် underlay ဆိုတာကတော့ကျွန်တော်တို့ physical connectivity ပါပြောမယ်ဆိုရင် IP connectivity ရအောင်တက်ပါပဲရအောင်တက်အတွက်လုပ်ထားတာအဲ့တော့ဒီပေါ်မှာမှကျွန်တော်တို့ကtradition တွေနဲ့ပြောမှဆို tunnel ဖောက်တယ် virtual fabric တခုကိုစောက်ပြီးတော့အုပ်လိုက်တဲ့သဘောပါပဲအဲ့ဒါကိုကျွန်တော်တို့က overlay လို့ခေါ်တာပါနောက် SD-LAN ရဲ့အကြီးမားဆုံးအားသာချက်တစ်ခုကတော့ automation နဲ့ security ပါပထမတစ်ခုက zero touch provisioning ပါ switch network ထဲမှာ router သုံးဖို့ switch အသစ်တစ်လုံးထပ်ထည့်တော့မယ်ဆိုရင်ကျွန်တော်တို့ config တွေကိုလိုက်ရိုက်ဆရာမလိုတော့ပါဘူး controller ကနေပြီးတော့ intent ကိုပြောလိုက်တာနဲ့အလိုလျောက် configuration တွေကြာလာမှာပေါ့နော်အဲ့တော့ intent ဆိုတာဘာလဲ traditional network က imperative model ကိုသုံးပါတယ်ဆိုလိုတာက switch တစ်လုံးသုံးဖို့ router တစ်လုံးချင်းစီကိုကျွန်တော်တို့ဘာလုပ်ရမလဲဆိုတာကို command line ကနေပြီးတော့အတိအကျလိုက်ရိုက်ပေးရပါတယ် software defined networking မှာဆိုလို့ရှိရင်ကျွန်တော် declarative model ကိုသုံးပါတယ် network engineer intent define လုပ်လိုက်ရုံပါပဲဥပမာအဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့ guest user တွေက company server ဥပမာပဲ company ရဲ့ internet server တွေလှမ်းသုံးလို့မရစေချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က intent define လုပ်လိုက်တာနဲ့ controller ကနေပြီးတော့နားလည်ပြီးတော့ဒီ network policy ဖြစ်တဲ့ ACL တွေနောက် traffic tag တွေကိုtag တွေအဖြစ်ဘာသာပြန်ပြီးတော့သူကသတ်မှတ်လိုက်တဲ့သဘောပါပဲဒုတိယတစ်ခုကတော့ကျွန်တော်တို့ micro segmentation ပါအဲ့တော့ micro segmentation ဆိုတာ IP ကိုမကြည့်ဘဲနဲ့ကျွန်တော်တို့ identity ကိုကြည့်ပြီး policy သတ်မှတ်တာပါ user ကကျွန်တော်တို့ဘယ်နေရာပဲရောက် wireless ပဲဖြစ်ဖြစ် wire ပဲဖြစ်ဖြစ်ကြိုက်တဲ့သုံးသူ့ကိုသတ်မှတ်ထားတဲ့ policy ကတနည်းအားဖြင့်သူဘယ်နေရာပဲသွားဘယ် network မှာပဲသုံး policy ကအမြဲတမ်းသူ့ပေါ်မှာတက်ရောက်နေမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် SD-WAN solution ကိုဘယ် vendor တွေကကျွန်တော်တို့ဘယ် solution name နေနဲ့ရောင်းပြီး solution ပေးနေကြတယ်ပေါ့နော်အဲ့တော့အဓိကအဖြစ် market leader ၄ခုရှိပါတယ်နံပါတ်1ကတော့ကျွန်တော်တို့ရင်းနှီးပြီးသားဖြစ်တဲ့ Cisco ပါCisco ရဲ့ LAN solution ကိုကျွန်တော်တို့က Cisco SDSS လို့ခေါ်ပါတယ်သူက controller အနေနဲ့ Cisco Catalyst Center အရင်ခေါ်တော့ကျွန်တော်တို့ DNA Center ပေါ့အဲ့ဒါကိုအသုံးပြုတယ် identity အတွက်ကို ISC နဲ့ identity service engine နဲ့ကျွန်တော်တို့တွဲသုံးလို့ရတဲ့ full stack solution ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာ SDN ပေါ့ software defined network လို့ပြောလိုက်ရင် Cisco မှာအဓိကကျွန်တော်တို့၃ပိုင်း꿰သွားပါတယ် Cisco SD-WAN ဒါကကြတော့ကျွန်တော်ရုံးခွဲတွေကိုကျွန်တော်တို့ branch နဲ့ edge ကိုချိတ်ဖို့အတွက်ကို software defined WAN solution နောက်တစ်ခုက
Cisco SDSS SDSS ကကြတော့ကျွန်တော်တို့ရုံးထဲက user တွေကိုချိတ်ဆက်ဖို့အတွက်ကို solution ပေးတဲ့ကျွန်တော်တို့ကဟို software defined networking ပေါ့နော်အဲ့ဒါတော့ campus LAN ကိုအတွက်ရေးထားတဲ့ SD LAN မှာနောက်တစ်ခုက Cisco ACI ကတော့ကျွန်တော် data center infra တွေအတွက်ကိုသုံးတဲ့ solution ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော် Cisco ACI ကို SD LAN လို့ခေါ်လို့မရှိဘဲနဲ့ data center software defined networking လို့ပဲသတ်မှတ်ကြပါတယ်နောက်နံပါတ်2ကတော့ကျွန်တော် HP ကဝယ်လိုက်တဲ့ Juniper Networks ပါသူ့ကိုတော့ကျွန်တော်တို့သူကတော့အဓိက AI ကိုအဓိကထားပြီးတော့ Juniper Mix AI ဆိုတဲ့ solution ကိုသုံးတယ်cloud native ဖြစ်ပြီးတော့ Marvis လို့ခေါ်တဲ့ virtual network assistant solution ပါနံပါတ်3ကတော့ကျွန်တော်တို့ HPE ရဲ့မူလ HPE ရဲ့ကျွန်တော်တို့ Aruba ပါ solution နာမည်က Aruba ESP H services platform ဖြစ်ပြီးတော့ controller အနေနဲ့ Aruba Central ကိုသုံးပါတယ်နံပါတ်4ကတော့ကျွန်တော်တို့ Huawei ပါ Huawei ကတော့ Huawei ရဲ့ကျွန်တော်တို့ SD-LAN solution ကိုcloud campus လို့ခေါ်ပြီးတော့ကျွန်တော်တို့ controller တွေcontroller အနေနဲ့ IMASA NCE campus ကိုအသုံးပြုပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့နာမည်တွေသာကွဲသွားပြီမဲ့သူတို့သွားနေတဲ့လမ်းကြောင်းကတော့အတူတူပါပဲသွားနေတာကတော့ကျွန်တော်တို့ automation AI driven operation unified fabric ကိုဦးတည်နေကြတာပါအဲ့တော့စတင်လေ့လာသူတယောက်အနေနဲ့ကိုယ့် organization မှာဘယ် vendor ကိုပဲတုံဒီ SDN ပေါ့ software defined networking concept ကိုနားလည်ထားမှကိုယ့်အနေနဲ့ရှေ့ဆက်လို့ရမှာပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ TP Network လက်ကနေနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်